လေးတယောက်ကိုတတ်ဖို့လုပ်ခဲ့ပေမဲ့အဲ့ဒီကလေးကြောင့်ပဲအချိန်တော်ကြာပျောက်ဆုံးနေတဲ့ကိုဘွားရဲ့လမ်းစာကိုပြန်တွေ့သွားခဲ့တဲ့ဟီးရိုးတယောက်ကျွန်တော်ပြောပြပါမယ်ခင်ဗျအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Honor King ရဲ့ Hero Lamp အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်စလိုက်ကြရအောင်ပါကျွန်တော်တို့ Honor King ရဲ့ Camera တက်ကြီးရဲ့အရှိတောင်မဲ့ချမ်းမှာဆိုရင်3 Kingdom ဆိုတဲ့နိုင်ငံကြီးတစ်ခုရှိပါတယ်ကျွန်တော်တို့ Hero Lamp ကအဲ့ဒီ3 Kingdom ကနေပြီးတော့ပေါ်ထွက်လာတဲ့ Hero ဖြစ်ပါတယ်လမ်းအကြောင်းကိုမစခင်မှာ3 Kingdom 3နိုင်ငံရဲ့အချုပ်တော်ပုံကိုကျွန်တော်ပထမအဆုံးပြောပြပေးပါမယ်3 Kingdom ဆိုတာအရင်တော့က Han Empire ဆိုပြီးနာမည်ကြီးတဲ့နိုင်ငံဖြစ်ပါတယ် Han မင်းဆက်တွေတယောက်ပြီးတယောက်အုပ်စုခဲ့ပြီးတော့ Shan ဆိုတဲ့ဘုရင်လက်ထက်မှာ Han Empire ကြီးကပြိုလဲခဲ့ပြီးတော့3 Kingdom နိုင်ငံ3နိုင်ငံဆိုပြီးဖြစ်လာတာပါ Han Empire အဓိကပြိုလဲရတဲ့အကြောင်းရင်းကတော့ Han Empire ရဲ့နောက်ဆုံးမင်းဆက် Shan ဘုရင်လက်ထက်မှာဘုရင်အသက်က8နှစ်9နှစ်အရွယ်သာရှိပါသေးတယ်ဒီလိုမျိုးအသက်ငယ်တဲ့လူကိုဘုရင်တင်ထားတဲ့အချိန်မှာ Shan ကဘုရင်ဆိုတဲ့နာမည်သာရှိရယ်ဘုရင်ရဲ့လုပ်ပိုင်ခွင့်အခွင့်အာဏာတွေအကုန်လုံးကနိုင်ငံရဲ့စစ်သူကြီးနဲ့ဝန်ကြီးချုပ်တွေရဲ့လက်ထဲမှာရှိပါတယ်။နောက်ပိုင်းမှာစစ်သူကြီးကပဲဟန်ဘီယံကိုထိန်းချုပ်လာတော့ဟန်အင်ပါယာကစတင်ပြိုကွဲသွားပါတော့တယ်။အဲ့ဒီနောက်အချစ်တောင်မရှန်ပင်လယ်နဲ့နီးတဲ့ဒေသကိုကျွန်တော်တို့ Honor King Global Server ပေါ်မြောက်လာသေးတဲ့ Sunshine ဆိုတဲ့ hero ကအုပ်စိုးခဲ့ပါတယ်။အနောက်မြောက်ဘက်ချမ်းကိုတော့တွေ့ပိုင်းဆိုတဲ့သူကအုပ်စိုးခဲ့ပြီးတော့အချစ်မြောက်ဘက်ချမ်းမှာတော့ South Song ဆိုတဲ့သူကအုပ်စိုးခဲ့ပါတယ်။ Sunshine ရဲ့ဘေးမှာဆိုရင် Sunset, Lady Sun, Dashon တို့လို hero တွေရှိပြီးတော့တွေ့ပိုင်းရဲ့ဘေးမှာဆိုရင်စစ်ပြိုဝမှုကျွန်တော်တို့ hero comment ရှိပါတယ်။တစ်ဖက်က Song Song ရဲ့ဘေးမှာဆိုရင်လည်းစစ်ပြိုဝမှုစင်မာကြီးရှိနေပြန်ပါတယ်။ဒီလိုနဲ့3 Kingdom ကခေါင်းဆောင်တွေကနိုင်ငံ3ခုကနေတစ်ခုလည်းဖြစ်ပြန်လည်ပေါင်းစည်းဖို့ကြိုးစားကြပေမဲ့ရည်ရွယ်ချက်ချင်းတွေမတူတော့စစ်ပွဲတွေလည်းမကြာခဏဖြစ်တတ်ပါတယ်။စိတ်အင်အားကြီးမားတဲ့ဆောင်းဆောင်းအုပ်စုတဲ့ဝိနိုင်ငံကဆိုရင်အနောက်ဘက်ကရှုနိုင်ငံတောင်ဘက်ကဝူနိုင်ငံတို့ကိုစိတ်အင်အားသုံးပြီးတော့တိုက်ခိုက်တတ်ပါတယ်။ဆောင်းဆောင်းရဲ့စိတ်အင်အားကြီးမားတဲ့ကြောင့်မို့ဝူနိုင်ငံနဲ့ရှုနိုင်ငံတို့ကပေါင်းပြီးတော့ဆောင်းဆောင်းကိုခုခံရမှာဖြစ်ပါတယ်။ဒီလိုစစ်ပွဲတွေမကြာခဏဖြစ်တဲ့အထဲမှာ Red Cliff ဆိုတဲ့နေအောင်စစ်ပွဲကအကြီးဆုံးဖြစ်ပါတယ်။ဒီလောက်ဆိုရင်3 Kingdom ကြောင်းကိုနည်းနည်းပါးနားလိုက်ပြီမို့လို့ကျွန်တော်တို့ Hero Land ကြောင်းကိုတောက်လို့ရပါပြီဗျ။လန်ကိုနေဆက်ဒေတာဖိနိုင်ငံနဲ့ရွှေနိုင်ငံကြားမှာမူဖခဲ့တာဖြစ်ပါတယ်။လိုင်းရမိဘတွေကအတော်သိချမ်းသာပြီးတော့ဟန်မင်းဆက်ရှိစဉ်ကအကြီးပိုင်းမတ်ရွှွနဲ့လည်းတည်ကျွမ်းခဲ့တာကြောင့်ဟန်မင်းဆက်ပြိုကွဲတဲ့အချိန်မှာလိုင်းရမိဘတွေကလည်းအတွင်းလူကြောင့်ပဲလှုပ်ချခံခဲ့ရပါတယ်။ဒီလိုနဲ့လန်ကစောစောစီစီမိဘမဲ့ဖြစ်သွားခဲ့ပါတယ်။လန်ရဲ့မွေးရပါငမန်းဆွမ်းအောင်တုံးနိုင်တဲ့ဆွမ်းရိုက်ပါလာတာကြောင့်မို့လိုင်းရဲ့မိသားစုဝင်တွေကသူ့ကိုပြစ်ထားခဲ့ကြပါတယ်။ဒီလိုနဲ့လန်ကအင်အားထပ်သွားပြီးတော့ပင်လယ်နဲ့နီးတဲ့တန်ကောင်ရွာလေးမှာအခြားမိဘမဲ့ကလေးတွေနဲ့အတူနေထိုင်ပြီးတော့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့လန်နေတဲ့တန်ကောင်ရွာလေးကိုတက်သားတချို့ရောက်လာပြီးတော့လာဖြတ်စီးတဲ့အချိန်မှာတော့လန်ကသူ့ရဲ့ပါဝါကိုသုံးပြီးပြန်ခုခံပြီးသွားပါတယ်ဒီလိုခုခံခဲ့လို့တန်ကောင်ရွာလေးကလုံခြုံခဲ့ပေမဲ့လန်ရဲ့ငမန်းဆွမ်းအောင်မြင်သွားခဲ့တဲ့ရွာသားတချို့နဲ့တခြားမိဘမဲ့ကလေးတွေကလန်ကိုရှောင်မဲ့ကြပါတော့တယ်နောက်ပိုင်း Red Cliff ဆိုတဲ့စစ်ပွဲကြီးစဖြစ်တဲ့အချိန်မှာတော့လန်နီရဲ့တန်ကောင်ရွာလေးပါစိတ်မြပြီးဖြစ်သွားခဲ့ပါတော့တယ်စစ်ပွဲကြီးပြီးသွားတဲ့အချိန်လူတီကောင်တွေရဲ့အလယ်မှာလန်နဲ့မိဘမဲ့ကလေးတချို့ကြံနေခဲ့ပါတယ်ဒီလိုကြံနေတဲ့ကလေးတွေကိုစစ်ပွဲမှာအနိုင်ရခဲ့တဲ့ဆောင်းဆောင်းစစ်သူကြီးကခေါ်ယူခဲ့ပြီးတော့လှုပ်ဝက်တပ်သားတွေဖြစ်လေ့ကျင့်ပေးခဲ့ပါတော့တယ်ဒီလိုနဲ့တရက်မှာစိတ်ခံစားချက်လည်းမရှိအေးဆက်ဆက်နေတတ်တဲ့တောင်အမြဲချေပုံလုပ်တတ်တဲ့လန်ကိုဆောင်းဆောင်းအောင်တွေ့သွားတဲ့အချိန်မှာတော့အရန်သဘောကျပြီးမရှင်တော်တော်များကိုလုပ်ခိုင်းပါတော့တယ်တရက်မှာတော့လန်ကထူးဆန်းတဲ့မရှင်တစ်ခုလုပ်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်အဲ့ဒီမရှင်မှာဆောင်းဆောင်းကသူ့ရဲ့မွေးစားသမီးထိုင်ရန်ကိုတက်ခန်းခဲ့တာဖြစ်ပါတယ်ဒီနေရာမှာထိုင်ရန်ရဲ့အကြောင်းကိုနည်းနည်းပြောပြပါဦးမယ်ထိုင်ရန်အဖေထိုင်ယုံနဲ့ဆောင်းဆောင်းအောင်ဆိုရင်တငယ်ချင်းရင်းနေဖြစ်ကြပါတယ်ထိုင်ယုံကဂီတပညာရှင်ရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းရတာဝါသနာပါတဲ့သူဖြစ်ပါတယ်သူကနေတကာလက်ပြီးတော့တရှင်းနေဖြောပြရင်ချင်းအောင်ပစ္စည်းတွေစုဆောင်ရင်းနဲ့တရက်မှာတော့နှစ်ပေါင်းအတော်ကြာပျောက်ဆုံးနေပြီဖြစ်တဲ့မော်ကြောက်စင်းတစ်စိတ်တုံးကိုရရှိခဲ့ပါတယ်အဲ့ဒီတစ်စိတ်တုံးဟာဆိုရင်ကြီးမားတဲ့မော်ဆွမ်းအားတွေပါတာကြောင့်မို့မကောင်းတဲ့နေရာမှာတုံးတက်တဲ့သူလက်ထက်ရောက်သွားရင်အန်နီရဲ့ရှိမန်ထိုင်ယုံကတည်သွားပါတော့တယ်အဲ့ဒါကြောင့်အဲ့တစ်စိတ်တုံးကိုထိုင်ယုံကသူမသိခင်မှာထိုင်ယံရဲ့ပြက်ဆောင်တူတီယာတွေမှာဖွက်ချခဲ့ပါတော့တယ်ဆောင်းဆောင်းကတစ်စိတ်တုံးကြောင့်တည်သွားတဲ့ချိန်မှာတော့ထိုင်ယုံကိုအတင်းကျပ်မေးပါတော့တယ်ထိုင်ယုံကမဖြစ်သွားဘဲနဲ့နောက်ဆုံးမှာတော့သူအသက်ခံလိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းဆောင်းဆောင်းကထိုင်ယံဝင်သမီးထိုင်ယံကိုမွေးစားခဲ့ပါတော့တယ်ထိုင်ယံအရွယ်တစ်ခုရောက်လာတဲ့အချိန်ထောင်းဆောင်းကထိုင်ယံလက်ထဲမှာကြောက်စင်းတစ်စိတ်တုံးရှိနေတဲ့အကြောင်းသိသွားတာရဲ့ထိုင်ယံကိုယ်တိုင်ကသူ့ဖေကိုတက်တဲ့သူဆိုတာထောင်းဆောင်းပြင်မှန်သိသွားတာရဲ့ဒီလိုရမျိုးမှာထောင်းဆောင်းကထိုင်ယံကိုတက်ခိုင်းမှုလန့်ကိုအမိန်ပေးခဲ့တာဖြစ်ပါတယ်ဒီလိုအကြောင်းတွေကိုမသိတဲ့လန့်ကသူ့ရဲ့မစ်ရှင်ပြီးဖို့အတွက်ထိုင်ယံကိုတက်ဖို့ရောက်လာပါတော့တယ်ထိုင်ယံကိုတော့သူ့ဖေရဲ့လူယုံတော်တန်ဝင်းဆိုတဲ့သူကထောင်းဆောင်းလက်ထဲကလှုပ်အောင်ကဲထုတ်သွားပြီးတော့ပင်လယ်ပြင်တစ်ခုစီရောက်လာပါတော့တယ်တိုက်ခိုက်ရေးကျွမ်းကျင်တဲ့လန့်ကလည်းတန်ဝင်းရဲ့တပ်သားတွေကိုရှေမုန်းခဲ့ပြီးတော့ထိုင်ယံကိုမီးတော့မဲ့အချိန်မှာထိုင်ယံဘက်ကတပ်သားကလန့်ကိုအောင်ရလွှဲပြီးတင်မောတစ်ခုလုံးကိုဖောက်ခွဲပစ်လိုက်ပါတော့တယ်ဒီ
ဒီလိုနဲ့လန်တီရလာတဲ့အချိန်မှာတော့ထိုင်ရန်ကသူ့ကိုတတ်မဲ့တက်ဖြတ်ရေးသမားဆိုတာမသိသေးတာကြောင့်အားနည်းနေတဲ့ဂျားကနေစေကုတပေးခဲ့ပါတော့တယ်။သတိဝင်လာတဲ့လန်ကထိုင်ရန်ကိုတတ်ဖို့ချက်ချင်းလုပ်ပြီးမဲ့လန်ကိုကဲခဲ့တဲ့သူဆိုတော့ထိုင်ရန်ကိုမတက်ရဘူးဖြစ်သွားပါတယ်။ဒီလိုနဲ့နှစ်ယောက်သားအဲ့ဒီကျွန်းသေးလေးပေါ်မှာပိတ်မိနေခဲ့ပါတယ်။ချစ်ခင်မှုကျင်နာမှုမျက်နှာမှုတွေမရှိတဲ့လန်ကထိုင်ရန်လိုကျင်နာတဲ့သူနဲ့ညှောက်တဲ့ရှိနေတော့တိတ်ဆွန်ပြေလာလို့ဖြစ်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ထိုင်ရန်ရဲ့မိသားစုတယောက်လိုဆက်ဆံမှုတွေကြောင့်လမ်စီမှာပျောက်ဆုံးနေပြီဖြစ်တဲ့နှွေးထွေးမှုလေးတစ်ခုပြန်လည်ရရှိခဲ့ပါတော့တယ်။တညမှာတော့လန်ကအိမ်မက်စုတစ်ခုမှတ်ခဲ့ပါတယ်။အဲ့ဒီအိမ်မက်ကလန်ကိုရိုင်းမရှင်ပြီးမြောက်ဖို့အတွက်လူတွေတက်နေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့အချိန်တော်ကြာလူတွေတက်နေခဲ့ရကနေအမောင်တို့ကလန်ကိုဝါမျိုးခဲ့ပါတယ်။အဲ့ဒီအချိန်မှာလင်းလက်တဲ့လက်တစုံကလန်ကိုအမောင်တူတွေကနေဆွဲထုတ်ခဲ့ပါတယ်။လန်လည်းအိယာကလန်နိုးလာတော့ဘေးနားမှာထိုင်ရန်ကလန်ရဲ့လက်ကိုညင်ညတာကိုင်းနာခဲ့တာဖြစ်ပါတယ်။လာနေငယ်ကြာလာတော့လန်နဲ့ထိုင်ရန်ဆက်ဆံရေးကအရင်ကတည်းကပိုရင်းရင်းနှီးရှိနေခဲ့ပါပြီ။အဲ့ဒီအချိန်လေးကိုထိုင်ရန်ဘက်ကလန်ကထိုင်ရန်ကိုလိုက်တက်နေတဲ့တက်ဖြတ်ရေးသမားမှန်မသိခဲ့ပါဘူး။ဒီလိုနဲ့ကျွန်းပေါ်မှာတဲအိမ်လေးတစ်ခုလည်းတူတူဆောက်ခဲ့ပါသေးတယ်။တရက်မှာတော့ဆောင်းဆောင်းနဲ့ဆောင်းဆောင်းတက်သားတွေကလန်တော့နေတဲ့ကျွန်းပေါ်ကိုရောက်ရှိလာပါတယ်။ဆောင်းဆောင်းရဲ့စစ်ပြူအောင်မှုစင်မာကြီးကထိုင်ရန်ကိုတွေ့တော့အမြန်ဖမ်းဖို့လုပ်တဲ့ချိန်မှာလန်ကငမန်းဆွမ်းအောင်တုံးပြီးကောက်ွယ်ပါတော့တယ်။ထိုင်ရန်ကိုယ်တိုင်ငမန်းဆွမ်းအောင်တွေ့တဲ့ချိန်မှာတော့သူတင်းမောဘောကထပ်ပြေးတဲ့ချိန်တုန်းကသူ့နောက်ကိုလိုက်ခဲ့တဲ့တက်ဖြတ်ရေးသမားကလန်ဖြစ်နေမှန်းသိလိုက်ပါတော့တယ်။အဲဒီနောက်ထိုင်ရန်လည်းရှူးတရားထပြေးပါတော့တယ်။လက်မနေနဲ့ကလည်းဆောင်းဆောင်းရဲ့တသားတွေကိုအပြင်းထန်တိုက်ခိုက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆောင်းဆောင်းကထိုင်ရန်ကိုမိသွားပါတော့တယ်။ဆောင်းဆောင်းကထိုင်ရန်ကိုတပ်ဖို့ဓာတ်နဲ့လှမ်းထိုးတဲ့အချိန်လန်ကရှေ့ကနေဝင်ကာလိုက်ပါတယ်။အဲ့ဒီနောက်တော့ဒန်ရနေတဲ့လန်ကထိုင်ရန်ကိုသူနဲ့အတူခေါ်သွားပြီးဆောင်းဆောင်းနဲ့ဝေးရကိုထပ်ပြေးသွားတော့တယ်ဒီနေရာမှာကျွန်တော်တခုပြောပြချင်တာက Cinemas ထဲမှာလန်ကတည်သွားတဲ့ပုံပြထားပါတယ်တကယ် story line မှာထိုင်ရန်ရောလန်ကဆောင်းဆောင်းလက်ကနေလွတ်ပြီးတော့ဝူနိုင်ငံဘက်ကိုရောက်သွားခဲ့ပါတယ်ပြီးတော့လန်ကိုရိုင်းကလည်းထိုင်ရန်နဲ့အတူဝူနိုင်ငံဘက်ကဒုက္ခသည်တွေကိုကူညီပြီးငရဲဘရင် Sunshine စီမှာ Sunset Lady Sun တို့နဲ့သုံးနိုင်ငံရဲ့အချုပ်တော်ပုံတွေပါထိုင်ရန်ကိုကာကွယ်ရင်းနဲ့ Sunshine ဘက်ကရက်တည်ပြီးအမှုထမ်းခဲ့ပါတော့တယ်ဒါလေးကတော့ကျွန်တော်တို့ Honor King ရဲ့လန်ရဲ့ဘဝစကြောင်းပဲဖြစ်ပါတယ်နောက်ရက်တင်မှာလည်း Honor King ရဲ့နောက်ထပ် hero အကြောင်းတွေထပ်တင်ပေးမှာမို့ကျွန်တော်တင်တဲ့ hero story တွေကိုကြားနေတတ်တယ်ဆိုရင် like follow share လုပ်ခဲ့ဖို့အနှုတ်ညွတ်တောင်းဆိုချင်ပါတယ်ခင်ဗျာ Darkness and solitude are equally familiar to me.